မင်္ဂလာပါဒီတစ်ပုဒ်ကတော့ The Game မှာအချာရဇာဝိဇ္ဇာရေးတာပါမဖတ်ရမြဲတဲ့ဒီစာအုပ်ကပါခေါင်းစဉ်အသေးလေးကကြတော့ခံမှန်းရလွယ်လွန်းနေတဲ့ခံမှန်းရခက်ချင်းတဲ့မိန်းကလေးတယောက်ရဲ့စိတ်ကိုရဖို့ရာနှုန်းပြည့်နေပါအာမခံချက်ပေးနိုင်တဲ့ format တွေရှိပါတယ်တင်ချပုံးစာတစ်ပုဒ်တွတ်ထုတ်တလောက်နီးနီးခံမှန်းလို့ရတယ်ဒါလို့လို့ရှိရင်ဒီအဖြစ်ထွက်မယ်ဆိုတဲ့ရလက်ကရှိပြီးသားပါပဲဒီလိုပြောလို့ရှိရင်မိန်းကလေးတော်တော်များများကမကြိုက်ကြပါဘူးအောင်မငါလာစမ်းကြည့်ပါလားဆိုပြီးတော့ရန်တွေးလွတ်ပါမယ်သူမဟာခမားထင်တယ်လို့ reader တွေပဲမဖြစ်ဘူးဆိုတာကိုပြချင်ပါတယ်အဲ့ဒီလို reader တွေပဲမဖြစ်ပါဘူးလို့ထင်ခဲ့နေတာက reader တွေပဲအဖြစ်ဆုံးပုံတင်နေပါပဲဗျာတဲ့သူမဟာခမားတွေ့ဘူးတဲ့တခြားမိန်းမတွေနဲ့မတူဘူးဆိုတာမျိုးကိုဖြစ်ချင်ပါတယ်ခက်တာကဒီလိုထင်ခံချင်တာကလည်းမိန်းမတိုင်းပါပဲဒီတော့မင်းလိုမိန်းမမျိုးကိုတော့တခါမှမတွေ့ဘူးဆိုတဲ့စကားကိုပြောလိုက်ရင်မိန်းမတယောက်ကြိုက်ကိုကြိုက်မယ်ဆိုတာယောက်ျားတိုင်းသိတဲ့ပုံသင်ကြီးဖြစ်လာပါတယ်တဲ့ယောက်ျားတွေကလဲလွန်းလို့သိတာမဟုတ်ဘူးနော်အဖြေကိုကပူးပေါ်တလူကြီးပေါ်နေတာပါအဲ့ဒီတော့ကို unique ဖြစ်လာပါကြီးရဲ့ဆိုပြီးတော့ထက်မြက်တဲ့မိန်းမဆိုတာဘာညာလုပ်နေကြတယ်မိန်းမတော်တော်များများဟာအချိန်ကြာလာလေသူလိုကိုလိုထူးမခြားနာဆိုတာကိုသိတာမှန်းမသိသိတာလာလေပါပဲကျမကတော့ဒါမျိုးတွေနားမလဲပါဘူးကိုရဲ့ထက်လည်းမထက်မြက်ချင်ပါဘူးကိုချစ်နေလို့ရလို့ရှိရင်ပြီးရောမဟုတ်ဘူးလားဆိုပြီးတော့မိန်းမတယောက်စီကဒီလိုစကားမျိုးကိုကြားရတဲ့ယောက်ျားဟာအကောင်ပါပဲဘာကောင်လဲဆိုတော့တက်ပြက်မဲ့အကောင်ပါနောက်ထပ်ပဲလို့ကစ်ချစ်ပြင်းပြင်းတွေနဲ့ကိုသွင်းခံရအောင်မလဲမခံမနိုင်တဲ့အကောင်ပါရှိသမျှတက်စင်ပြောင်းမဲ့အကောင်ပါအချစ်ယူကြီးယူရတော့မဲ့အကောင်ပါပရိဒါတွေပဲမဖြစ်ဘူးဆိုတာအဲ့ဒါမျိုးကိုခေါ်တာပါပဲတဲ့